ဒီချက်ကို2025တလပိုင်းနဲ့စရင်အရင်ပတ်စံ9000သွင်းပြီးတော့သွင်းလိုက်တယ်သွင်းပြီးကမှညီမလုပ်တဲ့သူကနိုင်ငံခြားကိုခရီးစဉ်လာဖို့လေလက်မှတ်ကော်ဝယ်ပြီးသားဖြစ်နေရစီစဉ်ပြီးသားကြီးဖြစ်နေတဲ့အခါမှာကိုကလည်းခရီးသွားတာကြိုက်တဲ့သူဆိုတော့ဒီဘက်ကကိုလွတ်လိုက်တာဒါပေမဲ့တစ်နှစ်ငါအင်္ဂလိပ်စကားပြောတတ်ဖို့နောက်ကျသွားတယ်ပေါ့နော်။ဘာလို့ဆိုတော့ဒါပေမဲ့2026ရောက်တဲ့အခါမှာတတိဝင်သွားတယ်ဒီချက်ဖို့စေရတယ်မြင်နေရအောင်။ငါ2025တလပိုင်းတည်းကတက်ဖို့ဟာကိုငါတစ်နှစ်လုံးမရောက်ပါဘူး။ဒီနှစ်ကတော့လုံးဝတေချာပေါက်ရောက်အောင်သွားမယ်ဆိုပြီးတော့ဒါ2026ကိုရောက်လာတာညိုပြောသလိုပဲဘယ်လိုပြောရမလဲအင်္ဂလိပ်စာကိုလေ့လာတယ်ဆိုတာဘဝမှာဒါចောင်းစာပြီးဒါ first time မှာဒီ channel သင်ရတဲ့အတွက်လုံးဝအရင်ငငယ်တုန်းကကျောင်းတက်ရတဲ့အချိန်တုန်းကနည်းနည်းစိတ်ထဲမှာအင်္ဂလိပ်စာသင်ရတာလို့နည်းနည်းခံစားချက်ရှိခဲ့တယ်။ဘာလို့လဲဆိုတော့3နှစ်လောက်မှာဆရာကအင်္ဂလိပ်စာ meaning တွေကျက်လို့ရှိရင်မရခဲ့လို့ရှိရင်ရိုက်ခံရဘူးတယ်ပေါ့အဲ့အချိန်မှာအင်္ဂလိပ်စာဟိုကြောက်တဲ့ထဲမှာနည်းနည်းပါနေရပေါ့ငါအင်္ဂလိပ်စာမှန်ငါရဲ့အုံနောက်ကမရဘူးအဲ့ထဲမှာចောင်းစာတွေထဲမှာဆိုရင်ကိုကသင်ချာဝဲကြိုက်တယ်လွတ်လွတ်လပ်လပ်တွေးခေါ်ပြီးကိုဒီအဖြေဖြင့်ပြီးတော့ကိုကြိုက်တယ်လို့တက်လို့ရတယ်ပေါ့အဲ့မှာအင်္ဂလိပ်စာကြောက်တယ်အဲ့တော့ဂျားထဲမှာလဲကိုကအလုပ်ပဲလုပ်ခဲ့တယ်ပတ်စံပဲရှာခဲ့တော့အခုအလုပ်လဲနားနေတဲ့အချိန်ဆိုတော့ဒီရောက်သေချာပေါက်သွားမယ်ဆိုပြီးတော့သွားလိုက်တာမှန်တယ်ပေါ့နော်အဲ့ကြောင့်အသက်ကြီးလို့ဒီချက်ရှိကိုလာမလားမေးနေမယ်စားပေါ့နော်ကိုတိုင်းလာပြီးတော့ဂျိုင်းကြဖို့ recommend လုံးဝပေးတယ်ပေါ့နော်ဒါဆိုရင်အသက်40ကျော်ပေါ့နော်အင်္ဂလိပ်စာကိုဘယ်သင်တန်းကိုမှလည်းမတက်ဘူးကျောင်းပြီးတဲ့နှစ်20ကျော်အတွင်းမှာလည်းပထမဆုံးချိန်ပြန်လေ့လာတာဒါပေမဲ့အခုဆိုရင်တော်တော်လေးတိုးတက်လာတယ်ပြီးတော့ထပ်ပြီးတော့ပေါ့နော်အင်္ဂလိပ်စာကိုဒီချက်ရှိကလွယ်ပြီးကျန်တဲ့ဆီယာမှာသင်ရင်ယုံကြည်မှုမရှိတော့ဘူးအားကြောင့်ဒီတေချာတော့ဒီနောက်ထပ်ထပ်ပြီးလေ့လာမယ်ဆိုရင်လည်းဒီ channel ပဲလေ့လာမှကိုကရတော့မယ်အနေထားဖြစ်ကျေးဇူးအများကြီးတင်တယ်